ကျွန်တော်အင်တာဗျူးဖြေရတော့ပါ မင်းဒီတမောက်ကွာထားဘယ်ထုတ်စမ်းဘယ်လိုစမ်းနေကြောက်ပြီး ဟိုမမြင်မှောင်ထဲမှာမဟုတ်လို့မမြင်လို့ပါဗျာ မင်းကိုင်းလက်မောင်းကြီးလက်မောင်းကြီး လက်မောင်းကြီးပြော့လိုက်တာ ဩဝါတယ်လူပဲဝါတော့တော့ပြုတ်တော့မင်းဘာကိုမတက်နိုင်တာအဲ့လိုဒေါသကြီးလို့ဘယ်တက်နိုင်လဲဘယ်ရမလဲ ဒေါသကြီးမဟုတ်ငါအသက်ရှူချက်တယ်အသက်ရှူချက်တယ် အသက်ရှူချက်တာကျွန်တော်ဘာလုပ်ပြရမလဲ မင်းကဒီဘက်အိတ်ထဲမှာစိတ်ပါတယ်အိတ်ထဲမှာနိုင်ကြမှာ ဆေးတယ်မှာဟုတ်ကဲ့ ဟောအဲ့ဒီအောက်အိမ်မဟုတ်ဘူးကွာအမိုးမင်းမနိုင်ပြီ ဟုတ်ကဲ့ ငါအသက်ရှူချက်မခံဘူး ဟုတ်ကဲ့အတွေ့ပြီဒါလားမသိဘူး အေးမင်းစမ်းကွာကတော့ဆွဲတယ်ကွာဟုတ်ကဲ့တည်တော့မှာပဲကွာတေးပါပြီမင်းကဘယ်ဟာလို့ဘယ်ဟာမှပေါ်မကြုံတေးပါပြီကွာနားလာပါကွာကတဲ့မပြီးသေးအမလေးကွာဆွဲကွာပြပြီဟုတ်ကဲ့မလေးတော်ပြီမြည်တော့ပဲဆိုစေကမ်းဘူးငါနောက်ကမစီးတော့ဘူးမင်းကနောက်ကိုလှည့်မကြည့်ဘူးငါမှအရာနဲ့ကြောင်းနဲ့ငါးကြီးခံနေရတယ်ပြန်ပဲရှေ့ရစီးမယ် ဟုတ်ကဲ့ပါ မင်းလည်းဂရုစိုက်အလုပ်ကိုနော်မနေ့ရုံးခန်းထဲမှာစာရွက်တွေလည်းနှိမ့်ချနေတယ်ကြားလားနောက်တော့လွှင့်ချနေတယ်အိမ်သားထဲမှာရေရွှဲနေဘာဝင်လုပ်လဲ အဲ့ဒါတစ်ခါလေးဖြစ်သွားတာပါ ဘာတခါလေးဖြစ်သွားရေချိုးရလား ဟုတ်ကဲ့ စေးပါမင်းသတိထားတော့ကောင်းစီရရောက်သွားမယ်ဟုတ်ဘာဖြစ်လဲ ညနေတယ်အောက်မှာညနေတယ်ဘယ်လိုလာကြည့်လဲခြေတောက်ညနေတယ်ကိုပြောတာခြေတောက်အောင်မလေးဘာရောအဝေးမောဒီကတော့တော့ကြောက်ဘာလို့ကရက်ပြန်တော့မင်းတို့ခက်တဲ့ကောင်တွေကွာ စုနေတယ် ဆူတော့မင်းတို့ပြောတယ်ဆူတော့မခံရင်သေချာလို့ဟောကွာ မဟုတ်အဲ့ဒါစုလာပြောမဟုတ်ကျွန်တော်ယေစုနေတာပြောတာကာယေစုနေတာ ဟမ်ယေရှုအဲ့ဒါပြောတာဗောမင်းတို့ရေမစစ်ဘူးစီမစစ်ဘူးအဲ့တော့ဆူပြီးဘာလုပ်လဲကဲ ကျွန်တော်ဒီနားတစ်ဝိုက်မှာရေသွားရှာကြည့်လိုက်ဦး အေးပြည်တော့မင်းဆိုတဲ့ကမှရေမရောက်တော့ချာ ဟုတ်ကဲ့ ကွာကွာ ဟုတ် ဒီလိုမပြောချင်ဘူးကွာဘယ်လိုပုံဒီမောင်းဗျာလို့ဟာလို့ကြောက်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 ဟာဟိုမင်းပါတယ်ဟာလို့ကြောက်ဟာလို့ကြောက်ဟာမင်းဟိုမင်းပါတယ်ဟာဒုက္ခပါပဲ အခုတော့ငါဒီမှာကားရခဲ့ပါလေအငယ်ကာမမုန်းတယ်မင်းဘာလို့လက်စော့တာလဲအငယ် ငါလက်ဆော်ရမဟုတ်မင်းဟမ်ပလိမဆွဲရလို့ဖြစ်တာအဝေးလေ ကျွန်တော်လည်းမေ့သွားတယ်ဟိုရုပ်ပြည့်ဆိုတော့လေ မင်းလေဆိုတာဒီတခါမဟုတ်တော့ဘူးမေပေါင်းလည်းများလာပြီတော့မင်းလိုကောင်မျိုးငါကုမ္ပဏီရောက်တာဟာဖွတ်တက်တာနဲ့ဆိုတယ်မင်းသွားတော့မင်းတောင်က9ရက်တိမမြင်ဘူးသွားတော့ကွာ အခုတော့ကျွန်တော်လိုက်ပို့ပေးမယ်လေ မပို့နဲ့မင်းပို့ရင်ငါအိမ်ပြန်ရောက်မှာမဟုတ်အနှိမ့်တက်ရောက်သွားလိမ့်မယ်မြည်တော့မေဆိုတဲ့ကမူမင်းမျက်နှာကမကြည့်ချင်ဘူးသွားတော့